ဒီနေ့လေးလေးလောက်ပြချင်တာတော့ဝါကနေမှပျော့ဖက်ဖြစ်အောင်ချက်တဲ့ချက်အိုးကိုဘလို့အစစ်စစ်လှုပ်ထားတယ်ဆိုတာလေးလေးနဲ့အတူလိုက်ကြည့်ပါနော်ဒီပါဖက်တယ်ဘိုးဘက်ကိုမေရာပြန်လောက်အောင်မလိုတာလေးတွေဖြတ်မယ်ဟုတ်အဲ့ဒီ line နေမလို့ဟုတ်တယ်ခါးရရတယ်မလိုတော့ဘူးချက်ကြည့်အောင်ဟုတ်ကဲ့ဒါ၄ပေ၈ပေတဲ့ကိုထည့်လိုက်ပါပြီဗျ၄ပေ၈ပေကိုတလုံးစာအတွက်၈ချက်ရပါတယ်We used to hide under the covers, staring at each other with careless melodies. Something buried deep inside us, the major and the minor, we're like piano keys. You play it for me. You play it for me. 33ရဲ့ကပ်ကမိုးထိုးမယ်အပေါက်ကိုမိုးထိုးမယ်ဆိုရင်ဒီကောင်နဲ့ထိုးမယ်အဖိုးမိုးထိုးမယ်ဆိုရင်ဒီကောင်နဲ့ထိုးမှာပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ plastic နဲ့ထုတ်မယ်နော်ဒါအားလုံးက digital system ပါပဲကိုယ်ရင်လည်းဒီအကွေးတိုင်းကိုယ်ရုံပဲမိုးပုံထိုးမယ်ဆိုလည်းဒီအကွေးတိုင်းမိုးထိုးရုံပဲအဲ့ဒါလည်းလောက်ဆောင်ချက်တွေကိုတစ်ခါလေးပြပါမယ် diameter 33ရဲ့အဝန်းပေါ့အဝန်းကိုအတွင်းကနေတစ်ခုယူတယ်အပြင်ကနေတစ်ခုယူတယ်ဒါလေးပါကွန်ပျူတာပေါ်ကအဝန်းကို plastic ပေါ်မှာတင်လိုက်တဲ့သဘောပါဒါလေးပါနည်းနည်းပဲလူတော့ပါနော်ကြောင်လေးချောင်းလိုက်ရအောင်နော်ဒါကဘိန်းလေးနဲ့ဆောတက်ပါပါအဲ့တော့33လက်မကိုမှအဖိုးထိုးမိုးအဖိုးထိုးမဲ့တလမတူတန်သိန်းကြပါခုံတော့တော်တော်လေးအဲ့ဒါကိုတို့ဟိုကနေတိုင်းမယ်ခုနအတိုင်းပလိတ်နဲ့တိုင်းပလိတ်နည်းနည်းဒါလိုသေးတဲ့သဘောပေါ့နည်းနည်းလေးစက်နည်းမယ်ဟိုရောဒီလိုဘေးလိုက်ဘေးလိုက်မှန်အခက်လန်ရပါလို့ဖြစ်တယ်နော်အခုံးနည်းနည်းလိုဟုတ်ပြီစက်နည်းမယ်အတူတူလိုက်ခဲ့ပါကြည့်အောင်အတူတူလိုက်ခဲ့ကြပါdiameter 33မှာတောက်ထောက်တယ်အောက်တစ်ချမ်းပြီးတော့အပေါ်တစ်ချမ်းတစ်ဆင့်နဲ့တက်ပါတော့မယ်ဒါအပေါ်ကလက်မ20နဲ့တွက်ထားတာလာဟိုကပေတံလေးယူခဲ့သမှာလက်မ20တိုင်းပြန်သမှာဒီအေးဟုတ်တယ်အဲ့ဒီအစွန်းနဲ့အဲ့ဒီအစွန်းဟုတ်တယ်လက်မ20ပါကျွန်တော်တင်ချာနီးကနေဘေးကိုသွေးဖယ်မသွားပါဘူးဗျ33ကြိုက်မကြိုက်33လို့ဘယ်လိုကြိုက်တာလဲနော်ဒီလိုရောဒီလိုလည်းကြိုက်တာပဲနော်အပေါက်ကိုလည်းလက်မ20နဲ့တွက်တာကွက်တိပါတင်ချာနီးကနေသွေးဖယ်မသွားပါဘူးဗျဒါ
ကတော့အဖုံးမှာဟုတ်ကဲ့ဟုတ်လို့ပြတိုင်းရောအချမ်းမြင့်တိုင်းရောတို့တို့လူသေးတယ်နော်လူသေးလူသေးအောင်မြင်သွားပါပြီဒီမဲ့ဘောလုံးတိုင်းမဲ့ရှစ်ချမ်းဆက်တာရှစ်ချမ်းဆက်ပြီးတော့အပေါ်ကဒါလေးနဲ့အောက်ကလည်းအဲ့ဒါလေးနဲ့ဒါတော့ဝါးနေပြော့ဖက်ဖြစ်အောင်လုပ်တဲ့ချက်တဲ့ digester အိုးပဲအဲ့ဒီအိုးကိုဒါ digital စနစ်နဲ့ပုံမှန်ရအောင်အရင်လုပ်လိုက်တာပါအောင်မြင်သွားပြီးစီးလို့သွားပါ